Hello everyone, welcome back to my channel. So I am Gotat. I am a founder and teacher in learning English by Gotat. So today I'm gonna teach you how to use the uncountable noun and countable nouns. အားလုံးပဲမင်္ဂလာပါ Learning English ကိုထက်ကနေပြီးတော့ကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ဒါအရင်တစ်ပတ်ကအဆက်ပေါ့နော် uncountable noun တွေရဲ့ရှေ့မှာကျွန်တော်တို့က off ကိုထည့်ရင် countable ကျွန်တော်တို့ရေးတက်လို့ရသွားတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပြောရမလဲဆိုရင်အရင်ဘက်တုန်းကကျွန်တော်တို့ countable noun တွေ uncountable noun တွေကိုကျွန်တော်တို့ပြောသွားတယ်ဥပမာပြန်သင်ခန်းစာပြန်နှွှေးကြည့်ပါနော် example ဟိုမှာ countable noun ဆိုရင်ကျွန်တော်တို့ရေးတက်လို့ရတယ် a boy စသည်ဖြစ်ပေါ့နော် a boy a girl မိန်းကလေးတယောက်စသည်ဖြစ်နော်ဒါဒီ countable noun တွေဖြစ်ပါတယ်အဲ့တော့ uncountable noun တွေဆိုရင်ကျွန်တော်တို့ဒီဥပမာဆိုကြပါစို့ cheese နော်ရေးတက်လို့မရဘူးနောက်ပြီးကျတော့ water နော်ဒါရေဒါဆိုရင်တော့ကျွန်တော်တို့ဒီ uncountable noun တွေဖြစ်ပါတယ်အဲ့တော့ uncountable noun နဲ့ countable noun ကိုကျွန်တော်တို့ဒီပြန်နှွှေးပြီးတဲ့နောက်မှာဒီနေ့မှာ uncountable noun တွေရဲ့ရှေ့မှာ off ကိုထည့်ရေးရင် countable noun ဖြစ်သွားတယ် countable ရေးတက်လို့ရသွားတယ်ဆိုတာကိုကျွန်တော်တို့ရေးကြည့်ပါဖြစ်ပါတယ် let's get started အဲ့တော့ကျွန်တော်တို့စမယ် number 1ဘယ်လိုရေးမလဲဆိုရင်ကျွန်တော်တို့ဒီဥမာ a glass or water နော်ရေတစ်ခွက်ဒါဆိုရင်ဟိုဘက်မှာကျွန်တော်တို့ဒီရေတစ်ခွက်ဆိုပြီးတော့အဓိပ္ပာယ်ထွက်မှာဖြစ်ပါတယ်ရေတစ်ခွက်ဆိုတော့ဒီမှာ water ဒီ uncountable noun ဖြစ်တော်ညာလည်းပဲရှေ့ကနေ a glass or ဆိုကိုကျွန်တော်တို့ထည့်လိုက်တာဒီမှာ off ခံပြီးထည့်လိုက်တဲ့ခါကျရင်ကျွန်တော်ရေတစ်ခွက်ဖြစ်သွားတယ်နောက်တစ်ခုဒီကျွန်တော်တို့ a cup of milk နော်နွားနို့တစ်ခွက်နော်ကျွန်တော်တို့ကြည့်မယ်နွားနို့တစ်ခွက်ဖြစ်ပါတယ်ဒီမှာလည်းအဲ့လိုပဲ uncountable noun ရဲ့ရှေ့မှာကျွန်တော်တို့ဒီ off ကိုတုံးလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာနွားနို့တစ်ခွက်ဆိုပြီးတော့ရေးလို့ရပါတယ်နောက် number 3 a can of wine ဒါစီပေပါတစ်ခုပေါ့နော်စီတိုင်ကြီးတစ်ခုစီတိုင်ကြီးတစ်ခုဒါဒီစီတိုင်ကြီးတပေပါလို့လည်းပြောလို့ရမှာနော်စီတိုင်ကြီးတပေပါလို့လည်းကျွန်တော်ပြောလို့ရမယ်နောက် number 4နော် number 4ဆိုရင်ကျွန်တော်တို့ဒီ